chocolate မကြိုက်ဘူးချက်တလိုက်မယ်မစားချင်ဘူး chocolate မကြိုက်ဘူးဝိတ်တေတာမယ်မစားချင်ဘူးအောင်မတူကမအဲ့ဒါချင်းဆိုလိုက်သေးကလေးမဘာလို့နေရဘာဆိုလိုက်တာလဲမကြိုက်ဘူးလေဟဲ့ရိုင်းလေးပဲဆိုတော့မရဲ့ညချိုးခွေးမရှိတော့ဘူးမကြိုက်ဘူးမကြိုက်ဘူးပြောလေမမကြိုက်ဘူးမပြောလို့တော့ရပါဘူးဘယ်လေအရင်ဘယ်တစ်ခါမှမောကောင်လေးပေါ့နော်ပန်းစီလေးနဲ့ချောကလက်ဘူးလေးရတာပေါ့သူမျက်နှာနဲ့သွားပြီးတော့တောက်စားပြီးတော့လေဟိုတခုလေးပေါ့နော်အဲ့တခုလေးကိုနော်တက်ဖို့သွားပြီးတော့စားလိုက်တယ်ချောကလက်ညလူခွဲထားမယ်ဆိုဘယ်ရောက်သွားပြီးတော့ဗတာထဲအောင်စားပြီးတော့ဤကိုလည်းဤလာတော့ဤပြသွားပြီတို့သူတို့မကြိုက်လို့တော်သေးရပေါ့အမဘာပြောနေရလဲသူကထမင်းစားလိုက်နေကြုံနော်ငဲကြည့်လိုက်မငဲကြည့်လိုက်မမဒါလေးကမသိဘူးလားအကြည့်ဆိုပြီးဒါလေးကမသိဘူးလားဒီမှာဗဒက်ရတာနေဆိုရပါမရေဟာမှန်တာပြောတာပါအေးဘာတွေစိတ်ဆိုးနေရလဲအေးစိတ်မဆိုးပါဘူးတာမန်လေးပဲဆိုတာပါတော်သေးတာပေါ့ချောကလက်မချိုက်လို့တော်သေးတာပေါ့မပြောကြည့်နော်မဟုတ်ဘူးပြောတာနော်ချင်းလည်းပြောမချင်နဲ့